အားလုံးပဲမင်္ဂလာပါရှင် Live to Learn မှာကြိုဆိုပါရစေဒီနေ့မှာတော့ Thai Scholarships for Thai Public University လို့webinar လေးတွေကနာမည်ပေးထားတဲ့ထိုင်းနိုင်ငံကpublic university တွေမှာကျောင်းတက်ရောက်ဖို့စိတ်ဝင်စားတဲ့ကျောင်းသားကျောင်းသူတွေအတွက်ထိုင်းနိုင်ငံအစိုးရကအဓိကပေးနေတဲ့ scholarships လေးတွေနဲ့ webinar sharing session လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီ day 5မှာတော့ကျမတို့က Khon Kaen University scholarship မှာ scholarship ကိုရရှိထားတဲ့မတ်မေဒီစင်ကျော်ကိုဖိတ်ခေါ်ထားပါတယ်ရှင်ဆိုတော့မတ်မေဒီစင်ကျော်က sharing လေးမလုပ်ပေးခင်မှာကျမကဒီ speaker ပေါ့နော်ဖိတ်ကြားထားတဲ့ guest speaker ရဲ့ profile လေးကိုဖတ်ပြပေးချင်ပါတယ်မတ်မေဒီစင်ကျော်ဟာ Khon Kaen University Active Recruitment Scholarship မှာပညာသင်ဆုကိုရရှိခဲ့သူဖြစ်ပြီးတော့ယခုလက်ရှိမှာတော့ထိုင်းနိုင်ငံ Khon Kaen University KKU ဆေးဘက်ဆိုင်ရာနဲ့သုတေသနအခြေပြုပညာရေးနယ်ပယ်မှာပညာရှင်တဦးဖြစ်ပါတယ်သူမက University of Medicine 2ကနေပြီးတော့လည်း MBBS ဘွဲ့ကိုရရှိထားပါတယ်ဒါအပြင် Khon Kaen University မှာ Master of Science in Parasitology ကိုသင်ကြားပြီးစီးထားပြီးတော့လက်ရှိမှာတော့ Faculty of Medicine Khon Kaen University မှာ PhD in Parasitology ကိုသင်ယူလေ့လာနေတဲ့ကျောင်းသူတဦးဖြစ်ပါတယ်။ယခုအချိန်မှာတော့ဆေးဘက်ဆိုင်ရာနဲ့သုတေသနအခြေပြုလေ့လာမှုများကိုလည်းတက်ကြစွာဆောင်ရွက်လျက်ရှိပါတယ်ရှင်။ဆိုတော့ဒီ webinar လေးကတော့Khon Kaen University ရဲ့ Active Recruitment Scholarship နဲ့ ASEAN GMS Scholarship နှစ်ခုကိုအဓိကပြောကြားပေးသွားမှာဖြစ်ပါတယ်ဆိုတော့မတ်မေဒီစီကျော်ကို scholarship နဲ့ပတ်သက်ပြီးတော့experience လေးတွေ sharing လုပ်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်စက္ကန့်လေးရှင်းလိုက်မယ်နော်ဟုတ်ကဲ့ share လို့ရပါတယ်ရှင်မြင်ရလားမသိဘူးဟုတ်ကဲ့မြင်ရပါပြီရှင်အမအနေနဲ့အဆင်ပြေတယ်ဆိုရင်ညီမတို့ကိုဗီဒီယိုလေးတစ်ချက်လောက်ဖွင့်ပေးလို့ရမလားရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါမိတ်ဆက်ပေးသွားတယ်ညီမလေးအခုလည်းကျေးဇူးတင်ပါတယ်နော်အမကတော့ခုနကညီမလေးမိတ်ဆက်ပေးသွားတဲ့အတိုင်းပဲပေါ့နော်အခုထိုင်းနိုင်ငံ Khon Kaen University မှာဒီ parasitology နဲ့ပတ်သက်ပြီးတော့ MSc ဘွဲ့ရပြီးတော့အခု PhD ဆက်တက်နေတာပေါ့နော်အခုဒီ webinar လေးမှာအဓိက share သွားမယ် scholarship ကကြတော့နှစ်ခုပေါ့နော်သူကတော့ဒီ international student တွေကိုအဓိကပေးတဲ့ scholarship နှစ်ခုပေါ့တစ်ခုကကြတော့ ASEAN GMS scholarship လို့ခေါ်တယ်နောက်တစ်ခုကကြတော့ Active Recruitment scholarship ကိုခေါ်တယ်ပေါ့နော်အဲ့ဒီ scholarship တွေရဲ့ requirements တွေနောက်ကသူတို့ရဲ့ benefit တွေဘာတွေကွာလဲ deadline တွေပေါ့နော် application process တွေအားတွေပြောသွားမယ်ပြီးသွားရင်ဒီ scholarship လျှောက်ဖို့အတွက်လိုအပ်တဲ့ English test ပေါ့အဲ့ဒါ KKU မှာဖြေလို့ရတဲ့ English test တွေရှိတယ်အဲ့ဒီနဲ့ပတ်သက်ပြီးတော့လည်းပြောပြမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကျတော့ official platform ပေါ့ဒီ website တို့ Facebook page တို့ဒီ international student တွေအနေနဲ့စုံစမ်းလို့ရနိုင်တဲ့နေရာတွေပေါ့နော်အဲ့ဒါတွေကိုလည်းပြပေးသွားမယ်ပေါ့နော်နောက်ဆုံးတကယ်လို့အချိန်ရခဲ့တယ်ဆိုလို့ရှိရင်လည်းဒီ KKU ရဲ့ campus live လေးပေါ့ဘာဖြစ်လို့လဲဆိုတော့တော်တော်များများကဒီ Khon Kaen မြို့ဆိုတာလည်းမကြားဘူးကြဘူးပေါ့နော် Khon Kaen University ဆိုတာလည်းဘယ်နားမှာရှိမှမသိဘူးအမတို့ကလည်းအဲ့လိုပဲဖြစ်ခဲ့ရဆိုတော့လေဘယ်လိုလေးလဲပေါ့အဲ့ campus live လေးလည်းနည်းနည်းပြောပြပေးနေပေါ့နော်အဲ့တော့ဒီ Khon Kaen University ရဲ့အခြေအနေပေါ့သူကတော့ဒီ World Ranking အနေနဲ့ဆိုရင်တော့1200ကနေ1500အတွင်းဝင်နေ Thailand အနေနဲ့ဆိုလို့ရှိရင်တော့ rank 3မှာရှိရပေါ့ဒီ international student percentage အနေနဲ့ကတော့ 2% လောက်ရှိရပေါ့နော်သူကဒီ location အနေနဲ့ကတော့အရှေ့မြောက်ပိုင်းပေါ့ထိုင်းနိုင်ငံရဲ့အရှေ့မြောက်ပိုင်းမှာရှိတယ်ဒီအရှေ့မြောက်ပိုင်းကတော့ Eastern region လို့လည်းခေါ်တယ်ပေါ့အဲ့တော့ဒီ Eastern data ရဲ့ research နဲ့ education ရဲ့အဓိကဖွံ့ဖြိုးတဲ့နေရာပေါ့နော် main မြို့ပေါ့ဒီ Khon Kaen မြို့ဆိုတာကြောင့်ပြီးတော့ဒီ Khon Kaen ကိုလာဖို့အတွက်ကမြန်မာနိုင်ငံကဆိုလို့ရှိရင်နှစ်ဆင့်ပေါ့BKK ကိုတစ်ခေါက်လာနောက် BKK ကနေပြီးတော့ Khon Kaen ပေါ့ BKK ကနေ Khon Kaen ကကြတော့ flight နဲ့လာမယ်ဆိုရင်တော့တနားရီဝန်းကျင်လောက်ကြာတယ်ပေါ့နော်ကားနဲ့သွားလို့လည်းရတယ်ပေါ့ကားနဲ့သွားရင်တော့9နာရီလောက်ကြာတယ်ပေါ့အရင်ဆုံးဒီ ASEAN GMS scholarship ပေါ့သူကအခုဖွင့်နေပြီရှောက်လို့ရတယ်ပေါ့ deadline ကဒီလ31ရက်နေ့နောက်ဆုံးဒီ website လေးကကြတော့သူဒီမှာပြထားတဲ့ IEDKKU ac.th ဆိုတဲ့ website ပေါ့နော်အဲ့ဒီထဲမှာ ASEAN GMS scholarship နဲ့ပတ်သက်ပြီးတော့ရှောက်လို့ရတယ်ဒီ website ထဲကိုဝင်ကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ scholarship eligibility တွေ requirement ဘာတွေလို့လဲနောက်program ပေါ့ဘယ် major တွေဘယ် faculty တွေကနေပြီးတော့ဒီ scholarship ကို
provide လုပ်ပေးမှာလဲနောက်သူတို့ရဲ့ contact ပေါ့နော်အဲ့ဒါတွေအကုန်လုံးဝင်ကြည့်လို့ရတယ်ပြီးတော့ဒီ scholarship ကပေးတဲ့ duration ပေါ့ master ဆိုလို့ရှိရင်2 နှစ်ပေးတယ်သူကထောက်ထွဲဒီ PhD ဆိုလို့ရှိရင်3 နှစ်ကပါဖြစ်တယ်ပေါ့နော် ASEAN GMS မှာ scholarship type တွေ3မျိုးလောက်ရှိတယ်ပထမတစ်မျိုးကကြတော့ tuition fees ကပါဖြစ်တယ်နောက်အသုံးစရိတ်ပေးတယ်ပေါ့နော်နေစရိတ်စားစရိတ်ပေါ့သူကတစ်လကိုဖတ်1000ပေးမှာပြီးရင် research နောက် thesis allowance ပါပေးတယ်တချို့scholarship တွေနောက်တချို့တက္ကသိုလ်က scholarship တွေက full scholar လို့ပြောနေပေမဲ့ research fee ဆို thesis fee ဆိုကြတော့မပေးဘူးပေါ့နော်တကယ်လို့ကိုက scholarship လျှောက်ဖို့စုံစမ်းပြီး master ဒါမှမဟုတ် doctorate degree လျှောက်ဖို့စုံစမ်းပြီးဆိုရင်full scholarship လို့ပြောနေပေမဲ့ research fee ရောပါသလားပေါ့ thesis allowance ဒါမျိုးတွေရောပေးမှာလားကိုယ့်ဘက်ကိုစိုက်ရမှာလားအဲ့ဒါတွေလည်းထည့်ပေးဖို့လိုပဲပေါ့နော်ဒါပေမဲ့ဒီ scholarship type 1ကိုလျှောက်မယ်ဆိုရင်တော့အဲ့ဒါကိုပါကာပါဖြစ်တယ်ပေါ့နောက် travel expense ကြတော့နောက်မှတက်တက်ရှင်းပြပေးလို့မျိုးပေါ့နော်ပြီးရင် visa extension fee ကဒီကိုရောက်ပြီးတော့3 လနေလို့ရှိရင်နောက်တစ်ခေါက်တိုးရမယ်ပေါ့နော်အဲ့နောက်ပိုင်းကစပြီးတော့တစ်နှစ်စီတိုးသွားမှာတော့ဒီဘတ်6000ပေးမယ်ဆိုတဲ့ဟာက PhD 3 နှစ်အတွက်ကပါဖြစ်ပြီးသားပေါ့နော်နောက်ထပ် type 2ကကြတော့သူကအသုံးစရိတ်ပါမယ်နေစရိတ်ပါမယ်ပေါ့နော်travel expense ပါမယ် visa extension ပါမယ်ဒါပေမဲ့ tuition fees မပါတော့ဘူး research fees မပါတော့ဘူးပေါ့နောက် 2.2 ဆိုလို့ရှိရင်လည်း tuition fees နဲ့ research fees နဲ့ပဲပါတော့မယ်အသုံးစရိတ်တွေပါမပါတော့ဘူးပေါ့နော်အဲ့လိုပွဲမယ်နောက် type 3ကလည်းခုနလိုပဲမနော် KKU budget ကနေပေးပါတယ်ပေါ့ဒီ scholarship ရဲ့ source ကတော့သူကနေစိစားစိတ်ပါမယ် travel expense ပါမယ် visa extension ပါမယ်ပေါ့နော်ပြီးရင် 3.2 ရှိမယ်သူကဒီ KKU မှာရှိတဲ့ faculty medicine ဆို medicine engineering ဆို engineering ပေါ့နော်အဲ့ဒီ faculty ရဲ့ budget ထဲကနေပေးမယ် scholarship type ပေါ့သူက tuition fees ပါမယ် research ပဲပါမယ်ပေါ့နော်ကျန်တဲ့နေစိစားစိတ်တွေ visa extension ပါညာကိုစိတ်ကိုဆိုင်ဒါသူ type တွေခွဲသွားတာပေါ့နော်အဲ့တော့ကိုကလျှောက်ပြီဆိုလို့ရှိရင်ဘယ် scholarship type ကိုလျှောက်ချင်တာလဲအကောင်းဆုံးကတော့ type 1ပဲပေါ့နော်အဲ့တော့ type 1ဆိုတာလေးကိုရွေးပေးရမယ် option လေးပါလာမယ်ပေါ့နော်အခုနပြောသွားတဲ့ travel expense ပေါ့travel expense ကinterview တွေပါပြီးသွားပြီပေါ့ကိုကရပြီပေါ့ scholarship ရသွားပြီဆိုလို့ရှိရင်KKU ကနေပြီးတော့ form ပို့ပေးနိုင်မယ်အဲ့ online form လေးကိုဖြည့်ရမှာairline ကသူတို့ရွေးပေးထားပြီးသားဒီ Thai Airway International ဆိုတဲ့ဟာနဲ့ပဲလာရမှာပေါ့နော်အဲ့ဒီကနေပြီးတော့ဖောင်ဖြည့်ခိုင်းလိမ့်မယ်ကိုကဘယ်ရက်ကိုထွက်မှာလဲဘယ်အချိန်ထွက်မှာလဲအဲ့ဒါတွေကိုရွေးပြီးသွားပြီဆိုလို့ရှိရင်သူတို့ကိုပြန်ပို့ပေးရမယ်ပေါ့နော်အဲ့ဒါကကိုမထွက်ခင်တစ်လပေါ့တစ်လကြိုပြီးတော့ပို့ပေးရမယ်အဲ့ကြရင်သူတို့က ticket ဝယ်ပေးမှာပေါ့နော်ပြီးတော့ဒီကိုရောက်ပြီးတော့student KKU student ဖြစ်သွားပြီ scholarship recipient ဖြစ်သွားပြီဆိုလို့ရှိရင်ဂျားထဲမှာအိမ်ပြန်နေတယ်ဆိုလို့ရှိရင်လည်းအပြန် ticket ပေါ့အဲ့ဒါကိုလည်းကဘာလုပ်ပေးရပေါ့နော်ဒါပေမဲ့ရန်ကုန်ကနေပြီးတော့ရန်ကုန်ကမြန်မာနိုင်ငံကနေပြီးတော့ BKK အထိပဲပေါ့ BKK ကနေခုံကန်တော့ခါမှမဖြစ်ဘူးပေါ့နော်ဒီ ticket နောက်တစ်ခုကကြတော့step တွေပေါ့နော်ဒီ scholarship application process ကအရင်ဆုံး document တင်ပြီးသွားရင်သူတို့screening စစ်တယ်စစ်ပြီးသွားလို့ရှိရင်ကိုလျှောက်ထားတဲ့faculty တွေကနေပြီးတော့ faculty committee ဒီမှာရှိတဲ့professor တွေကနေပြီးတော့ review လုပ်မယ်ပေါ့နော် application form တွေကို review လုပ်ပြီးသွားပြီဆိုလို့ရှိရင်result announcement အတိုင်းမှာ interview ခေါ်မယ် interview ခေါ်ပြီးသွားရင် result announcement ကသူတို့ကြုံထားတာတော့ဒီ match လ20ပေါ့20ရက်နေ့ကြာလို့ရှိရင် result ထွက်မယ်ပေါ့နော်အဲ့လို result ထွက်ပြီးသွားလို့ရှိရင် email ပို့လိုက်မယ်ဒီ scholar ကိုတော့သူတို့ဘက်ကတော့ပေးမယ်ပေါ့ကိုကဒီ scholar ကိုလက်ခံပါလားအဲ့ဒါကို confirm လုပ်ပေးရမယ်ပေါ့နော်ပြီးသွားရင်semester ကဒီနှစ်ကဂျွန်လဒီ first semester ဆိုလို့ရှိရင်ဂျွန်22စာမှာသူတို့ကတပတ်ကြိုပြီးတော့လာခိုင်းတယ်ပေါ့နော်တကယ်လို့ second semester join မယ်ဆိုရင်နိုဝင်ဘာ16ရက်နေ့ကျနောက်ကြပဲရောက်ပါမယ်ပေါ့နောက်တစ်ချက်ကကြတော့တင်ရမယ့် document တွေဒီမှာ number 1 to 8ကကြတော့မဖြစ်မတည်တစ်ခုမှကျန်တင်ရမယ်ဟာပေါ့နော်တကယ်လို့ဒီ8ခုတွေကdocument တစ်ခုလောက်ကိုကကြံခဲ့တယ်တစ်ခုနှစ်ခုလောက်ကြံခဲ့တယ်ဆိုလို့ရှိရင်လုံးဝမရဘူးလားဆိုရင်တော့အဲ့လိုတော့မဟုတ်ဘူးရပြီးသွားပြီဆိုလို့ရှိရင်ဒီ document တွေထပ်တင်ပေးပါအဲ့လိုတောင်းတတ်တယ်နောက်တစ်ခုကကိုကစတင်နေရ8ခုမပြည့်ဘူးဆိုလို့ရှိရင်လည်းဒုတိယဦးစားပေးဖြစ်သွားမှာပေါ့အဲ့ဒါလေးတော့ရှိတယ်ပထမဆုံးတစ်ခုကကြတော့ application form အဲ့ကောင်ကလည်း website မှာထောင်းလို့ရတယ်ကိုယ့်ရဲ့ဓာတ်ပုံလုပ်မယ်ပေါ့နော်ပြီးသွားရင်ကိုယ့်ရဲ့academic transcript ပေါ့ဒီအမှတ်စာရင်းတွေ notary ပြန်ရမယ်ပြီးဘွဲ့လက်မှတ်master 6မယ်ဆိုရင် bachelor ပေါ့အဲ့လို PhD 6မယ်ဆိုရင် bachelor နဲ့ master နဲ့အဲ့ဘွဲ့လက်မှတ်တွေလုပ်မယ်ပေါ့နော်အဲ့ကောင်တွေလည်း notary ပြန်ရမယ်နောက်အင်္ဂလိပ်စာဒီ test အတွက်ကကြတော့ master ဆိုလို့ရှိရင်တော့မဖြစ်မနေမဟုတ်ဘူးပေါ့နော်
ထည့်ပြီးရင်တော့ကောင်းတာပေါ့ထည့်ပြီးရင်တော့ဟိုက perfect ပဲပေါ့ဒါ1 to 8ကအကုန်ပြည့်စုံပါပေါ့ထည့်ပြီးရင်လည်းရတယ်ပေါ့ဒီရောက်ပြီးမှဖြည့်မယ်ဆိုလည်းရတယ်ပေါ့နောက်တစ်ခုက PhD ရတော့မဖြစ်မနေထည့်ပြီးမှရမှာ PhD program လျှောက်ပြီးတော့အင်္ဂလိပ်စာမပါဘူးဆိုရင်သူကထည့်သွင်းမစဉ်းစားဘူးပေါ့အဲ့လိုပြောထားပြီးသားနော်နောက်တစ်ချက်ကကြတော့recommendation letter ကသူတို့ပေးထားတဲ့ form ရှိပြီးသားwebsite မှာပေးထားပြီးသားပေါ့နော်သွား download မယ်ပေးမဲ့ recommendation ပေးမဲ့လူကကိုတက်ခဲ့တဲ့အကြောင်းကဆရာဆရာမဖြစ်နေရတယ်ပေါ့နော်တကယ်လို့တောင်းဖို့အဆင်မပြေဘူးအဲ့ဆရာဆရာမကိုတောင်းဖို့အဆင်မပြေဘူးအခက်အခဲရှိတယ်ဆိုလို့ရှိရင်လည်းကိုတက်ခဲ့ဘူးတဲ့ training course တစ်ခုခုပေါ့နော်internship ပေါ့အဲ့ကနေပြီးတော့တောင်းလို့ရတယ်ပြီးသွားရင် passport နဲ့လျှောက်လို့ရတယ်။တကောင်စိန်ရင်းတို့မှတ်ပုံတင်တို့ဘလို့ပေါ့ passport ရှိတယ်ဆိုလို့ရှိရင်ပြီးတော့နောက်တစ်ခုက medical check up form ကလည်းwebsite မှာ download ရပြီလားအဲ့ KKU Scholar 3ဆိုတဲ့ form ရှိတယ်ပေါ့နော်။အဲ့ form ကိုထောင်းပြီးသွားရင်အဲ့ထဲကအတိုင်းသူစစ်ခိုင်းထားတဲ့ဟာတွေရှိတယ်။ blood test တွေနောက် chest X-ray တွေဆရာဝန်ဘက်ကစစ်ရမယ့်ဟာတွေရှိတယ်ပေါ့နော်။အဲ့ကောင်တွေအကုန်လုံးကိုဖြည့်ပြီးသွားလို့ရှိရင် hospital တစ်စိတ်တုံးပေါ့ hospital ဒီဆေးရုံလဲ stamp နေပေါ့ဒီဆေးရုံကတော့အပြင်ဆေးရုံလည်းရတယ်အစိုးရဆေးရုံလည်းရတယ်ပေါ့နော်ဒါဆေးရုံတော့ဖြစ်ရတယ်ဆေးကန်းတွေပိုင်းမှာပြမရဘူးပေါ့အဲ့ကောင်ရဲ့stamp နဲ့ဆရာဝန်လက်မှတ်နဲ့အဲ့ကောင်နဲ့တင်ရတယ်နောက်တစ်ချက်ကကြတော့ဖြာသွင်းမှုကင်းရှင်းကြောင်းထောက်ခံတာသူကတော့ရေစက်ကိုင်းထောက်ခံတာပေါ့နော်အဲ့ကောင် nutri ပြန်ပြီးသွားရင်တင်ရမယ်ဒီရှစ်ချက်ကတော့ပြည့်ပြည့်စုံစုံတင်ရမယ်ဟာပေါ့နော်အခုနောက်ပိုင်းဒီကိုကနေပြီးတော့7အထိကတော့ optional ပဲကိုကတကယ်လို့တခြားဒီအဖွဲ့အစည်းတစ်ခုခုကနေပြီးတော့ financial support ရထားတယ်funding ရထားတယ် solar ရထားတယ်ဆိုရင်ဘယ် organization ကနေပြီးတော့ရထားပါတယ်ဘယ်လောက်ရထားပါတယ်ဘယ်အထိကားသွားဖြစ်ပါတယ်ဆိုတော့ document ပေါ့အဲ့ဒါလေးကိုအပြည့်စုံတင်ပေးရမယ်နောက်ကိုတက်ခဲ့တဲ့university နဲ့ခွန်ကန် university နဲ့က MOU ထိုးထားတာရှိတာဒီလိုရှိထားလို့တောင်းလို့လွယ်တယ်ဆိုလို့ရှိရင်လည်းတင်ပေါ့ဒါကတော့မလွယ်ဘူးဆိုလို့ရှိရင်လည်းမတင်ခဲ့ရပြီးတော့ကိုယ်မှာဘာ certificate တွေရှိတယ်ပေါ့ကိုရှောက်တဲ့ program နဲ့ပတ်သက်တဲ့အဲ့ဒါကိုအထောက်ပံ့ပေးမဲ့တက်ဆိုင်တဲ့ certificate တွေကိုအဲ့ဒါကိုထည့်ပြီးတော့ရှောက်လို့ရတယ်ပေါ့နော်တင်တဲ့အချိန်မှာဒီ document တွေအားလုံးရဲ့အောက်မှာ sign ထိုးပေးရမယ် sign ထိုးမယ်နာမည်ရေးမယ်ပြီးရင်ဒီ document က certified true copy ဖြစ်တယ်ဆိုတာကိုရေးပြရမယ်ပေါ့နော်အဲ့ဒါအရေးကြီးတယ်ဒါတွေကတော့ submit လုပ်ရမယ့် document တွေပေါ့အဲ့လို submit လုပ်ကြမလို့ပဲနဲ့ form apply လုပ်တဲ့အချိန်မှာ website မှာ apply လုပ်တဲ့အချိန်မှာထည့်ပေးဖို့အတွက်ပြင်ထားမှာကြတော့ research proposal motivation letter နဲ့နှစ်ခုပေါ့နော်အဲ့ဒါတော့ base scholar ဖြစ်ဖြစ်ပေါ့ရှောက်မယ်ဆိုလို့ရှိရင်တင်ရမှာပဲပေါ့နော်research proposal ကတကယ် thesis လုပ်တဲ့အချိန်မှာရေးလို့မျိုးအကြီးကျယ်ရေးစရာမလိုတက်မျက်နှာဆိုရင်ရပြီပေါ့နော်background ရေးမယ်ပေါ့ကိုလုပ်ချင်တဲ့ research နဲ့ပတ်သက်တဲ့introduction ပေါ့နော်အဲ့ဒါလေးရေးမယ်ရေးပြီးသွားရင်ကိုကဘာလုပ်ချင်ပါလဲဆိုရင် objective လေးပါရ motivation letter ကလည်းအများကြီးမလို့သူစလုံးရေးတတ်မှတ်ထားရပေါ့နော်တက်မျက်နှာမကြော်ရင်ရပြီနောက် English test တွေကဒီ ASEAN GMAT Scholarship ကလက်ခံတာတွေက TOEFL လက်ခံတယ် IELTS လက်ခံတယ်နောက်တမဆက်ကဒီ TU CAT ဆိုတဲ့ဟာကိုလက်ခံတယ်ပေါ့နော်ပြီးတော့ချူလာလွန်ကောအောင်လက်ခံတယ်နောက်တစ်ခါ KKU AED ဆိုတာရှိတယ် KKU AED ဆိုတာကျတော့ဒီခွန်ကန် University မှာစစ်ပြီးတော့ခွန်ကန် University ကိုပဲရှောက်လို့ရတဲ့ဟာပေါ့နော်သူကပြီးရင်နောက်ကျရင်ပြောပြမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုက English School ကကြတော့ British Council ရဲ့test ပေါ့သူကကြတော့ application တောင်းပြီးတော့ဖြေရုံနဲ့ပေါ့နော်အဲ့ကောင်လည်းတင်လို့ရတယ်ဖြေပြီးရင် KKU AED ကသူ့ရဲ့အကြောင်းပေါ့နော်Samuel fees ကကြတော့ဘတ်600သူက skill နှစ်ခုပဲဆက်မှာပေါ့နော် reading နဲ့ writing မှာ writing က essay တစ်ပုဒ်ပဲရေးရမှာပေါ့နော်လွယ်တယ်တကယ်လို့အင်္ဂလိပ်စာ intermediate ဒါမှမဟုတ် pre intermediate လောက်ရှိတယ်ဆိုရင်ဘန်တူလောက်ကတော့ easy ရတယ်ပေါ့နော်သူကapply လုပ်မယ်ဆိုလို့ရှိရင်ဒီ website မှာဝင်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒါကကြတော့သူ့ရဲ့ Facebook page ပေါ့နော်အဲ့ KKU AED ဆိုတဲ့ Facebook page မှာသူက KKU AED test တခုတည်းမဟုတ်ဘူးနောက် TOEIC တို့TOEFL တို့ပြီးတော့သူ့ရဲ့ training course တွေပေါ့နော်အဲ့ဒါတွေအကုန်လုံးအဲ့အကြောင်းတွေအကုန်လုံးတင်တာပြီးတော့ဒီ test နဲ့ပတ်သက်ပြီးတော့သိချင်တာတွေရှိရဲဆိုလို့ရှိရင် Messenger မှာအကုန်သွားမိလို့ရတယ် Messenger က active ဖြစ်တယ်ပေါ့နော်အဲ့ page ကပိုင်းပြန်နေပြီးရင်ဒီ KKU AED ဖြည့်ချင်တယ်ဆိုလို့ရှိရင် KKU AED test ကိုသူကလာတိုင်းရှိတယ်စစ်ပေးတာလာတိုင်းရှိတယ်ဆိုတော့ဒီတလားအတွက်ဘယ်ရက်ဒီ
စစ်ပါမယ်ဘယ်ရက်ဒီမှာ registration လုပ်ကြပါမယ်ဘယ်ရက်ဒီမှာ test result announcement ထွက်ပါမယ်ဆိုတဲ့ဟာမျိုးကိုလည်းတင်ပေးရပေါ့နော်အဲ့ page လေးကိုတကယ်လို့ဖြေဖို့အစီအစဉ်ရှိရဆိုလို့ရှိရင် follow ထားပြီးတော့ဒီ information တွေ check လုပ်ရတယ်ပေါ့ပြီးတော့ဒီဘက်ကကျတော့ website ပေါ့ KUA ရဲ့ဒီ website ပေါ့နော်အဲ့မှာလည်းသွားပြီးတော့ထောင်းလို့ရတယ်ဒါကတော့2025လောက်ဟာပေါ့နော်2026ထွက်ပြီဆိုလို့ရှိရင်အဲ့မှာ PDF file ထောင်းပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အဲ့ဒီ file ထဲမှာဘာပါမလဲဆိုတော့ခုနကပြောတဲ့အဲ့တလားစာအချိန်စဉ်ရင်းတွေပါမယ်ပြီးတော့အာ requirement တွေပေါ့နော်ဒီ test ကိုဖြေမယ်ဆိုလို့ရှိရင်ဘာတွေလိုက်နာမလဲဘာညာပေါ့ဒါရေးထားရရှိတယ်ပေါ့နော်ပြီးတော့နောက်ထပ် test တစ်ခုကကျတော့ English School ပေါ့ English School ကဒီ website ပေါ့နော်KKUIC website ပေါ့ဒီ website ကိုဝင်ကြည့်ပြီးတော့ academic ဆိုရဲ tab အောက်မှာ test center ကိုရွေးလိုက်လို့ရှိရင် English School for GSKKU ဆိုတဲ့ဟာကိုဖြေရမှာပေါ့နော်။နောက်ဒီ English School by British Council ဆိုတဲ့ဟာကိုဖြေလို့မရဘူးတကယ်လို့ကိုက scholarship ကို apply လုပ်ဖို့ဖြေချင်တာဆိုလို့ရှိရင် English School for GSKKU ဆိုတဲ့ဟာကိုရွေးရမယ်ပေါ့နော်။သူကတော့အချိန်မရွေးဖြေလို့ရတယ်ခုန KKUA ရက်ဒီလိုမျိုးသူသတ်မှတ်ထားတဲ့ရက်ဒီမှာပဲဖြေရတာကိုကဒီနေ့ဖြေခြင်းလဲဖြေမနေ့ကဖြေခြင်းလဲကိုစိတ်ကြိုက်ပဲဒါ application ကို download လုပ်ပြီးဖြေရမှာဆိုတော့ပြီးတော့နောက်တစ်ခုကကျတော့သူက၄ချိန် try ခွင့်ရှိတယ်၄ချိန်ဖြေကြည့်ပြီးတော့အမှတ်အများဆုံးဟာကိုအတည်ယူပြီးတော့တင်လို့ရတယ်ပေါ့နော်သူ့ရဲ့ fees ကတော့ဘက်က1600ပေါ့သူကလည်း 2k ပဲ 2k ပဲဆိုပေမဲ့ course k ဆိုတဲ့အပိုင်းမှာreading ပါမယ် listening ပါမယ်ပြီးရင် grammar တို့ vocab တို့အဲ့ဒါအကုန်လုံးပေါင်းပြီးတော့ course k လို့တွက်လိုက်တာပေါ့ပြီးရင် writing skill ကတက်တစ်ခုထပ်ပြရတယ်ပေါ့အဲ့နှစ်ခုပေါင်း1600ပြရမယ်ပေါ့နော်ဒီ ASEAN GMS က cover မဖြစ်တာတခုရှိရဲအဲ့ဒါက health insurance ပေါ့နော်health insurance က international student တိုင်းမဖြစ်မနေဝယ်ရအဲ့ဒါဝင်မှ visa extend လုပ်လို့ရမှာ visa extension letter အကြောင်းကထုတ်ပေးပါပေါ့နော်အဲ့ဒီ health insurance ကဒီ scholarship ကြတော့ cover မဖြစ်ဘူးအနည်းဆုံးဒီ1600 1900အဲ့လောက်ကနေပြီးတော့စရှိတယ်ပေါ့နော်အဲ့တော့ဒီ scholarship ရသွားပြီဆိုလို့ရှိရင်တော့ health insurance က9%နဲ့ကိုဝယ်ရမှာဆိုတော့ဒီဈေးနေတဲ့ဟာပေါ့နော်ဈေးနေတဲ့ဟာဝယ်လို့ရတယ် active recruitment ကကျတော့ health insurance တောင်းပါဖြစ်တော့ဈေးများတဲ့ဟာဝယ်လို့ရတယ်ပေါ့နော်အဲ့ဒါတော့ health insurance ဝယ်မယ်ဆိုလို့ရှိရင် KKU ကနေပြီးတော့ဒီဟာတွေတော့ cover ဖြစ်ရပါမယ်ဆိုတဲ့ဟာ health insurance အတွက်ထုတ်ပေးထားတဲ့ဟာရှိတယ်အဲ့ဒါလေး cover ဖြစ်တဲ့ insurance ကိုရှာဝင်ရတယ်ပြီးတော့ခုနကဒီ website ပေါ့နော်ID website အမကဟိုအချိန်မှပြသွားတဲ့ website အဲ့ website တွေကိုဝင်သွားပြီးလို့ရှိရင် KKU scholarship application guideline ဆိုရဲတက်ကိုနှိပ်လိုက်ရင်ဒီ document ကြာလာလိမ့်မယ်အဲ့ PDF ဖိုင်ထဲမှာအကုန်ပါတယ်ပေါ့နော်အချက်အပြောရတဲ့ဟာတွေရောနောက် detail သူတို့ရှင်းပြထားတာလေးတွေရှိတယ်ပေါ့နော်အဲ့ဒါလေးဝင်ဖတ်လို့ရတယ်အဲ့တော့ခုနကထိကကြတော့ ASEAN GMS ပေါ့အခုကနောက်ထပ် scholarship တခု active recruitment ဆိုတဲ့ဟာပေါ့သူက ASEAN GMS နဲ့တိတ်မကွာဘူး application ကပေါ့နော်ဒီဟာကသူတို့ရဲ့ website ပေါ့နော်ဒီ scholarship ရဲ့ website ပေါ့အဲ့ဒီထဲမှာဝင်ပြီးတော့ဘယ် program တွေကဒီ scholarship ကို support လုပ်လဲrequirement တွေကဘာတွေရှိလဲအဲ့ဒါကြီးကြည့်လို့ရတယ်။ ASEAN GMS နဲ့မတူတာကသူက Bachelor degree ကိုလည်းပေးရပေါ့။ဒါပေမဲ့ Bachelor degree ကိုပေးတဲ့ scholarship ကဒီpost graduate တွေကိုပေးတဲ့ scholarship တော့မများဘူးအဲ့လောက်ဒီတော့မပေါ်ဘူးပေါ့နော်။ကိုလျှောက်ချင်တဲ့major ကိုလျှောက်မဲ့ faculty ကပေးလားမပေးလားအဲ့ဒါဝင်ပြီးတော့website မှာကြည့်ရမှာပေါ့နော်။အခုသူတို့ Excel file တွေတော့တင်ပေးပြီးသွားပြီ။ website မှာတော့ဝင်ကြည့်လို့ရပြီပေါ့နော်။ကိုလျှောက်ချင်တဲ့ဟာပါလားမပါလားဆိုတော့နောက်တစ်ခုသိချင်တယ်ဆိုလို့ရှိရင်သူတို့ email ပို့ပြီးတော့မေးလို့ရတယ်အရင်ဆုံးရှောက်မယ်ဆိုလို့ရှိရင် faculty ခုနပြောလို့ပဲနော် faculty program တွေကိုဝင်ပြီးတော့ကြည့်မယ် website မှာပြီးရင် online application ကကြတော့ဇန်နဝါရီ22ပေါ့22ကနေစဖွင့်မယ် April 30အထိပေါ့အဲ့တော့အခုဝင်ကြည့်လို့ရှိရင်တော့program ကြည့်လို့ရမယ်ပေါ့နော်ပြီးရင်ဒီအာ FAQ ပေါ့အဲ့ tab တွေတော့ပွင့်မယ်ဒါပေမဲ့ apply now ဆိုတဲ့ tab ကတော့ပွင့်မှာမဟုတ်သေးဘူးဘာဖြစ်လို့လဲဆိုတော့ဇန်နဝါရီ22မှာသူကစဖွင့်ပေးမှာဆိုတော့အဲ့ဒါတင်ပြီးသွားပြီ April 30နောက်ပိုင်းပြီးသွားပြီဆိုလို့ရှိရင်ကိုလျှောက်ထားတဲ့ faculty ကနေပြီးတော့ interview လုပ်ဖို့နော်ကိုလက်ခံနေပေါ့သူတို့ဒီ document application ကိုလက်ခံနေဆိုလို့ရှိရင် interview လုပ်ဖို့အတွက် email ပို့လိုက်မယ်ပေါ့နော်အဲ့တော့ email ကိုဟုတ်6ပြီးသွားပြီဆိုလို့ရှိရင်ပုံမှန်ဆက်နေပို့လိုက်လို့ပဲပေါ့နော်အဲ့တော့ email ဝင်ပြီဆိုလို့ရှိရင် interview လုပ်ပြီးသွားရင်သူတို့ဒီ committee ကနေပြီးတော့သူစဉ်းစားမှာပေါ့နော်စဉ်းစားပြီးတော့ result announcement ထွက်တာကြတော့သူက ASEAN GMS နဲ့မတူတာကြတော့သူကဒီ3ခါ4ခါလောက်ပေါ့နော် round တွေခွဲပြီးတော့ထွက်တတ်တယ်တကယ်လို့ first round result ထွက်လာပြီးတော့မပါသေးဘူးဆိုလို့ရှိရင်လည်းစိတ်ထဲမကြနိုင်ဘူးနော် round တွေမှာပါနိုင်တယ်ပေါ့နော်အမတို့ကဆိုရင် round 4ကြာတော့ပါလာတာနာမည်က
အဲ့လိုမျိုးရှိတယ်တခုရှိတာကကြတော့advisor ပေါ့ကိုက advisor ရပြီးသားဆိုလို့ရှိရင်တော့အဲရဖို့များတယ်ပေါ့နော်ဆိုလာရဖို့များတယ်ပြီးတော့သူတို့လက်ခံလားလက်မခံလားပါညာအဲ့ဒါကိုလည်းadvisor နဲ့ contact ရပါတယ်ဆိုလို့ရှိရင်ကိုကကြိုသိနိုင်တယ်အဲ့တစ်ချက်တော့ရှိတယ်ဒီရောက်မှ advisor ရှာလေးရတယ်ပေါ့ဒါကတော့ဒီ KKU active recruitment ကိုရှောက်ရမယ် step ပြီးပေါ့နော် website ကိုသွားပြီးပါရင်ကိုရှောက်မဲ့ program ပါလားမပါလားပေးလားမပေးလားပြီးရင် plan တွေ type တွေရွေးမယ်ပေါ့နော်ရွေးပြီးသွားရင်document သူလိုအပ်တဲ့ document တွေတင်မယ် document တွေကတော့ခုနပြောတဲ့အတိုင်းပဲ application form တို့ဓာတ်ပုံတို့နောက်တစ်ခါ passport တို့ပြီးရင်ဒီ certificate တွေ transcript တွေအားတွေကတော့လိုမယ် English test လည်းလိုမယ်ပေါ့နော်လိုရတော့မဖြစ်မနေတော့ဘူးမဆာဆိုမဖြစ်မနေမဟုတ်ဘူးပေါ့ဒါပေမဲ့ PH ဆိုလို့ရှိရင်တော့ English test ကတင်ပေးရမယ်ပေါ့နော်အာဆီယံကျဲမဆင့်ဘယ်သူကစားတော့သူက medical check up ပေါင်တင်စရာမလိုဘူးရဲစခန်းထောက်ရတာမလိုဘူးပေါ့နော်အဲ့ဒါတော့ရှိတယ်ပြီးသွားပြီဆိုတာနဲ့အဲ့ဒီ website မှာအကောင့်ဖွင့်ပြီးသွားရင်သူခိုင်းထားတဲ့အတိုင်းပဲ document လေးကိုတင်ပြီးသွားရင်ရပြီပေါ့နော် scholarship benefit အနေနဲ့ကကျတော့သူကတစ်လကိုဘတ်9,000ပေးတယ်အာဆီယံကျဲမဆကကျတော့ဘတ်1,000ရမယ်ပေါ့နော် health insurance ကသူက cover ဖြစ်တယ်visa fees cover မဖြစ်ဘူး flight ticket တွေပါမရဘူးပေါ့နော်ဒီ fees တွေကတော့ကိုယ်စိုက်ပြလာတာဒီကဒီ active recruitment 2016အတွက်ကကျတော့စဖွင့်နေပြီစဖွင့်နေတော့ဒီမှာ virtual open house ဆိုတာရှိတယ်သူကဒီ January 21 22 2ရက်လောက်မှာပေါ့နော်အဲ့ open house ကိုတက်စေတယ်နော်ဘာဖြစ်လို့လဲဆိုတော့ open house ဆိုတာအာ faculty တစ်ခုချင်းစီကနေပြီးတော့representative ဆရာတယောက်စီလာပြီးတော့သူတို့ရဲ့ faculty အကြောင်းရှင်းပြရတဲ့ဟာပေါ့နော်အဲ့တော့bachelor ဆိုရင်ဘာတွေပေးပါမယ် international student ဆိုရင်ဘယ်မေဂျာတွေပါပါမယ်master နဲ့ PhD ဆိုလို့ရှိရင်ဘယ်မေဂျာတွေပါပါမယ်ပေါ့နော်အဲ့ဒါတွေရောနောက်သူတို့ကို contact လုပ်နိုင်တဲ့ဟာတွေရောအကုန်လုံးပြောပြမှာပါပြည့်စုံလုံးပြောပြမှာဖြစ်တဲ့အတွက်တက်တင်နေပေါ့နော်တကယ်လို့KKU ကိုရှောက်ဖို့အစီအစဉ်ရှိတယ်ဒီ scholarship ကိုရှောက်ဖို့အစီအစဉ်ရှိတယ်ဆိုလို့ရှိရင်tips အနေနဲ့ကတော့ဒီခုနအာဆီယံကျဲမဲလျှောက်မယ်ဆိုလို့ရှိရင်မိသေးတယ်ပေါ့ရဲစခန်းထောက်ခံစာဘာညာ medical check up ပေါ့နော်ကိုလိုအပ်တဲ့ဟာတွေပေါ့ recommendation letter တို့ပါတော့အားတွေအကုန်ချုပ်ပြင်ထားပါပြီးသွားလို့ရှိရင်Facebook page တွေနောက်မှာပြပြီးပဲပေါ့နော်သူတို့ရဲ့ official Facebook page တွေ email website တွေအားတွေကိုcheck လုပ်ပြီးပေါ့သူကဒီ update တင်ပြီးမှာဆိုတော့နောက်တစ်ခါကို application တင်ပြီးသွားဆိုလို့ရှိရင် email ကိုပုံမှန်လေးစစ်ပြီးပေါ့နော်ဒီ faculty ကနေပြီးတော့ interview ကိုလုပ်ဖို့အစီအစဉ်ရှိတယ်ဆိုလို့ရှိရင် interview လုပ်ဖို့အဆင်ပြေရဲ့လားဒီရက်ဒီချိန်အဆင်ပြေရဲ့လားကိုယ့်ရဲ့အချိန်မှာကိုကလွတ်သွားမှာဆိုလို့ပါပြီးတော့ interview အတွက်လည်းကြိုပြီးတော့ပြင်ထားပါ application လျှောက်ပြီးသွားနဲ့interview အတွက်ပြင်တဲ့အချိန်မှာဘာတွေပြင်ရမလဲဆိုတော့ basic question တွေအရင်ပြင်ပေါ့နော်ဘာဖြစ်လို့ထိုင်းကိုရွေးရလဲနိုင်ငံအများကြီးရမှာဘာဖြစ်လို့တက္ကသိုလ်အများကြီးရမှာခွန်ကဲ University လဲပေါ့ဘာဖြစ်လို့ဒီမြေကြောင်ကိုလျှောက်ချင်တာလဲအဲ့ဒါလေးကိုတလားပါလေးဖြေနိုင်အောင်ပေါ့နော်အဲ့ဒါလေးပြင်ထားမယ်ပြီးရင်ကိုယ့်ရဲ့အားသာချက်အားနည်းချက်ပေါ့ပြီးရင်ကိုတင်ထားတဲ့ research proposal နဲ့ပတ်သက်ပြီးတော့ရေးထည့်တယ်ပေါ့နော်ပြီးရင်ဒီ scholarship ရပြီးရင်ဘာလုပ်မှာလဲဘာလို့ဒီ scholarship နဲ့ထိုက်တန်တာလဲအဲ့ဒါမျိုးလေးပြင်ထားမယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ background knowledge နဲ့ပတ်သက်ပြီးတော့တချို့ faculty တွေကစစ်တက်တယ်အမတော်ကကြတော့မဖြေရဘူးပေါ့နော်လောက်ဒီ research proposal လောက်ပဲ research လုပ်မှလည်းပါညာအဲ့ဒါလောက်ပဲမေးရစံပွဲလို့လည်းမစစ်ဘူးဒါပေမဲ့တချို့မေးချာတွေဆိုလို့ရှိရင်တော့စစ်တယ်စစ်တာယူအင်တာဗျူးလုပ်နေနေပဲအမေးဖြေနေပဲစစ်သွားတာလည်းရှိတယ်တချို့ကြတော့ရေးဖြေဖြေခိုင်းတာပေါ့နော်ဒီ zone ဖွင့်ထားရင်လည်းရေးဖြေဖြေခိုင်းလို့သူတို့ကိုပို့ရတာအဲ့လိုမျိုးလည်းရှိတယ်ပေါ့နော်အဲ့ဒါကတော့ကိုမေဂျာနဲ့မေဂျာပုံမူတည်ပြီးတော့ကွာအောင်နော်အဲ့ဒါအတည်ပြောလို့မရprogram type ပေါ့နော်တကူက program type က master degree ဆိုလို့ရှိရင်သူက plan A နဲ့ plan B ဆိုပြီးတော့တစ်ခုရှိရပေါ့အဲ့မှာသူက A1 ကကြာတော့ course work မပါဘူး course work မပါဘူးဆိုတော့ lecture မတက်ကြဘူးစရောက်တာနဲ့ thesis စပြီးလုပ်ကောင်းပေါ့အဲ့ဒါရှိမယ်နောက်တစ်ခါ A2 ကကြာတော့ first year မှာ lecture တွေတက်မယ် summary ဖြေမယ်ပေါ့နော်ပြီးရင် second year ကျတော့မှthesis စမယ်ပေါ့တချို့ major တွေက A1 တန်းတက်လို့ရတယ်လက်ချာဒီ credit နဲ့ယူစရာမလိုဘူးဘလိုပဲနဲ့ thesis တန်းပြီးတော့လုပ်လို့ရတယ်ပေါ့နော်တချို့ major ကြတော့ medicine ဆိုလို့ရှိရင်ကိုကရှောက်တုံးက A1 လို့ရေးလိုက်ပြီနဲ့ A2 ပဲသူကအဲတက်ခိုင်းနေပေါ့နော် A2 ပဲပြောင်းပြီးတော့ရှောက်ခိုင်းနေ interview မှာဖြစ်ဖြစ်သူပြောလိုက်ပေါ့နော် A1 ရှောက်ထားတယ်ဘာဖြစ်လို့လဲဆိုတော့သူကဒီ background knowledge ကိုညှိချင်လို့မဖြစ်မနေတက်ရတာပေါ့နော်
coursework ကဒီ research methodology တို့နောက်ကဒီ medicine နဲ့ပတ်သက်တဲ့အခြေခံဒီ physics science subject တွေပေါ့အဲ့ဒါတွေအကုန်လုံးပြန်ညှိပြီးတော့သင်ပေးရအောင်နော်ပြီးတော့ doctorate degree အတွက်ဆိုလို့ရှိရင်တော့type 1နဲ့ type 2ဆိုပြီးတော့နှစ်ခုရှိတယ်master ပြီးွားလို့ PhD တက်တာလားဒါမှမဟုတ် bachelor ကနေပြီး PhD တက်မှာလားအဲ့ပုံမျိုးကြည့်ပြီးတော့ကွာပါပေါ့နော် credit ဒါတွေကကြတော့ဒီဟာလေးကကြတော့ခုနပြောရတဲ့virtual open house အစီအစဉ်ပေါ့နော်အဲ့မှာသူက webinar အနေနဲ့ live တက်လို့ရတယ်ဒါမှမဟုတ်ကိုကမအားလို့ဖြစ်ဖြစ် internet line အဆင်မပြေလို့ဖြစ်ဖြစ် live မတက်နိုင်ဘူးဆိုလို့ရှိရင်လည်းဒီဘီနာက KKU International Student Recruitment ဆိုတဲ့ Facebook page မှာဗီဒီယိုတွေတင်ပေးတယ်အခုကြည့်ကြတယ်ဆိုလို့ရှိရင်လည်းအရင်နှစ်ကတင်ပေးထားတဲ့ဗီဒီယိုတွေရှိတယ်အဲ့ဒီမှာ faculty တခုချင်းစီပေါ့ဒါ faculty of engineering ကပြောတာပါ faculty of medicine ကပြောတာပါဆိုပြီးတော့တင်ပေးတာရှိတယ်ပေါ့နော်အဲ့ဟာတွေကိုဝင်ကြည့်လို့ရတယ်ပေါ့ကိုရှောက်ချင်တဲ့ faculty ကိုရွေးပြီးဝင်ကြည့်လို့ရတယ်ဒီနေ့အတွက်ကကြတော့ဒီမှာရက်ခွဲထားတယ်21ရက်နေ့ဆိုလို့ရှိရင် health science က morning session မှာပြောမယ် afternoon session မှာကျတော့ science နဲ့ technology ဘက်ကပြောမယ်ပေါ့22ရက်နေ့မှာဆိုလို့ရှိရင် morning မှာ humanity နဲ့ social science ကပြောမယ်နောက်ဒီ afternoon session မှာဆိုရင် bachelor degree နဲ့ပတ်သက်တဲ့ပြောမယ်ပေါ့နော်နောက်တစ်ခုကဒီ page လေးကကြတော့ဒီ international student တွေအတွက်ပဲတည်တဲ့သင်ပေးရဲ့ page ပေါ့နော် scholarship တွေလည်းပါတယ်ခုနလိုမျိုးwebinar recording တွေလည်းသင်ပေးတတ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ graduate school Concord University ဆိုတဲ့ page အဲ့ကောင်ကကြတော့ဒီ international student only အတွက်တော့မဟုတ်ဘူးသူကဒီထိုင်းကျောင်းသားတွေလျှောက်လို့ရတဲ့ program တွေလည်းတင်ပေးတယ်ဒါပေမဲ့ PhD နဲ့ master ဆိုလို့ရှိရင်လည်း follow ထားတယ်ပေါ့နော်ဒီ page မှာကြတော့ဒီ scholarship နဲ့ပတ်သက်တာတွေလည်းတင်တယ်လို့ scholarship မဟုတ်ဘဲနဲ့ဒီတိုင်းကိုယ်ပတ်စံနဲ့ကိုတက်မယ်ဆိုလို့ရှိရင်လည်းဒီ admission စဖွင့်ထားရေးပါတယ်အကုန်လုံးပေါ့တင်ပေးတယ်ဒီ page ကကြတော့ဒီ Honkai မှာရှိရဲ့မြန်မာ Student Association page ပေါ့တကယ်လို့ကိုကတခုခုသိကျင်တာပေါ့နော်ခုနလိုမျိုးအင်္ဂလိပ်စာလျှောက်တာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်နောက် program တွေနဲ့ပတ်သက်ပြီးတော့ major တွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိကျင်တယ်စုံစမ်းကျင်တယ်ဒါမှမဟုတ်ရင်ကိုက scholarship ရပြီးသွားပြီလာဖို့လဲတေချာနေပြီပေါ့အဆောင်ရှာဖို့ပါညာအဲ့ဒါကြီးမေးကျင်တယ်ဆိုရင်ရတယ်ပေါ့အဲ့မှာ admin တွေရှိတော့သူတို့ကinformation ပို့ပြီးတော့စုံတယ်ပေါ့နော်သူတို့ like မေးပြီးတော့ပြန်ဖြေပေးလိမ့်မယ်ပြီးတော့နောက်ထပ် page တစ်ခုကကြတော့international affairs division ဒီကောင်ကကြတော့တောက်လျှောက်ဒီကိုရောက်ပြီးသွားတယ်ဆိုလို့ရှိရင်တောက်လျှောက်အဆက်အသွယ်လုပ်ရမယ့်နေရာပေါ့နော်ဒီ international student တွေလည်းဓာတ်ရိုက်အဓိကထိတွေ့ရနေရပေါ့ visa ကိစ္စတို့နောက် scholarship ကိစ္စတွေလည်းပါတယ်ပေါ့နော်အကုန်လုံးတင်ပေးရနေရပေါ့နောက်တစ် page ကကြတော့KKU admission ဆိုတဲ့ page ပေါ့သူကကြတော့ဒီ bachelor student တွေအတွက်ပို့ပြီးတော့အဆင်ပြေပေါ့နော် international student only တော့မဟုတ်ပေမဲ့လည်းကိုနဲ့ဒီ international student တွေပတ်သက်တဲ့သတင်းတွေလည်းတင်ပေးတတ်တယ်သူလည်း follow ထားတယ်လို့ပါတယ်နော်ဒါကတော့ဒီ IAD ရဲ့ website ဒီ website ထဲမှာတကယ်လို့ကိုဝင်ကြည့်နေတယ်ဆိုလို့ရှိရင်လည်း scholarship ဆိုတဲ့ tab အောင်မှာဝင်ကြည့်လို့ရတယ်ပေါ့နော်ပြီးသွားလို့ရှိရင်သူတို့ကိုဆက်သွယ်ရမယ်ဒီ contact တွေလည်းပြထားတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီက graduate school ရဲ့ website ဒီ graduate school ရဲ့ website မှာဆိုလို့ရှိရင်လည်းဒီ academic ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီ master degree နဲ့ PhD degree ကဒီပဲ faculty တွေရှိတယ်ပဲ major တွေရှိတယ်အဲ့ဒါကိုတွေ့ရတယ် admission နဲ့ပတ်သက်ပြီးတော့ဘာတွေဘယ်လိုလျှောက်လို့ရလဲပေါ့နော်အဲ့အကြောင်းပြောနေငွေရှိလို့ရတယ်ပေါ့နော်ပြီးတော့ဒီ graduate school website မှာ international student survival guide ဆိုတာရှိတယ်အာPDF ဖိုင်တွေကိုချပေးထားတာပေါ့နော်ကိုကဒီကိုနိုင်ငံကနေပြီးတော့မြန်မာနိုင်ငံကနေပြီးတော့ထွက်မလာခင်ဘာတွေလိုအဲ့လေဘယ်လိုတွေပြင်ဆင်ရမလဲပြောထိုင်းနိုင်ငံကိုရောက်လို့ရှိရင် transportation ဘယ်လိုတွေခုံကံဘယ်လိုတွေလာလို့ရလဲဗီဇာကိစ္စပါညာပေါ့အဲ့ဒါတွေအကုန်လုံးတစ်ခုချင်းစီကို PDF ဖိုင်ထောင်ပြီးတော့ဖတ်လို့ရတယ်ဖြစ်အဲ့ဒီကကြတော့ဒီ scholarship အကြောင်းတွေကိုပြောပြသွားပြီပေါ့နော်ပြီးတော့ဒီ Concord University ရဲ့ permission ကဘယ်လိုမျိုးလဲပေါ့အဲ့ဒါလေးနည်းနည်းပြောပြမယ်ပေါ့နော်ဒီ KKU က campus ကတော်တော်ကျယ်တယ်တော်တော်ကျယ်တော့ဒီ campus ထဲမှာနေEV ကို free ဆွဲပေးရပါတော့အဲ့ဒီ shuttle bus တွေရှိတယ်သူတို့အချိန်နဲ့သူတို့ပြီးရင်application ထဲမှာကြည့်လို့ရတယ်ပေါ့နော်ကားကဘယ်ချိန်ဘယ်နေရာဘယ်မှတ်တိုင်ကိုရောက်နေပြီလဲဘယ်နေရာရောက်နေပြီလဲဆိုတာကိုပြီးတော့သူက free ပေါ့နော်ပြီးတော့ line ကကြတော့သူက bus ကားလိုက်ရ၄တိုင်းခွဲထားတယ်၄တိုင်းခွဲပြီးတော့ဆွဲပေးရပါတော့အဲ့တော့တကယ်လို့ကိုကចောင်းဆောင်မှနေမယ်ပေါ့ចောင်းဆောင်မှနေမယ်ဆိုလို့ရှိရင် transportation fee ကမကုန်တော့ဘူးပေါ့နော်တကယ်လို့မြို့ထဲတွေပါသွားဖြစ်ဆိုတော့ကုန်မယ်ပေါ့နော်ကျောင်းထဲမှာပဲသွားရုံနဲ့ဆိုလို့ရှိရင်တော့အဲ့လောက်ထိမကုန်ဘူးပေါ့နော်ဒါတခုနောက်တစ်ခါကျတော့ဒါကတော့ကန်တင်းတွေပေါ့ကန်တင်းတွေကဒီအပွားပုံတွေကတော့တစ်ချောင်းလုံးရဲ့ကန်တင်း
ပြီးရင်ဒါကြောင့်လို့ကန်ဒီရဲ့အပြင်သူက faculty တစ်ခုချင်းစီမှာကန်ဒီတစ်ခုစီရှိသေးတယ်ဒီယောက်ကပုံတွေကတော့ medicine ကန်ဒီရဲ့ပုံတွေပေါ့နော်ပြီးရင် cafe တွေလည်းရှိတယ်ပေါ့နော်ကျောင်းထဲမှာဒီ faculty တိုင်းလိုမှာ cafe ရှိတယ်ပေါ့နော်ဒီ24 hour library နဲ့တွဲဖွင့်ထားတဲ့ cafe တွေလည်းရှိတယ်နောက်library တည်တဲ့ cafe တည်တဲ့အဲ့လိုခွဲဖွင့်တာတွေလည်းရှိတယ်ပေါ့နောက် sport facility ပေါ့ sport facility ကဒီ gym ရှိရယ်နောက်ဒီရေကူးကန်တွေပါရှိရယ်ဘောလုံးကန်လို့ရတယ် basketball ဆိုလို့ရတယ် sport ကတော့တော်တော်ကြီးလို့အများကြီးစုံနေပေါ့နော်သူတို့ support လုပ်ပေးထားတာဒီ fees အနေနဲ့ကကြတော့ကျောင်းသားဆိုလို့ရှိရင်တော့သူကလျှော့ပေးထားတယ်ပေါ့နော်ကျောင်းသားဆိုရင်တော့ဈေးတက်နဲ့တုံးလို့ရတယ်head service အနေနဲ့ဆိုလဲသူကတင် जा ရေးဆေးရုံအနေနဲ့ရှိတာပေါ့မဒီတင်တဲ့အတွက်ရဲ့အာပြီးရင်ဆေးရုံအပြင်ကိုနောက်ဒီနဲတုံဖျားရနာတာတော့တွားပြလို့ရတယ်ကျောင်းထဲမှာတွားပြလို့ရတယ် clinic လည်းရှိတယ်ပေါ့နော်နောက် museum တွေရှိတယ်ပေါ့ဒီ museum တွေကတော့အာ art museum တို့ science museum တို့ history museum တို့ရှိတယ်ပေါ့နော်အဲ့ဒီ museum တွေကတကယ်လို့ fine art ပေါ့ဒီအနုပညာမေဂျာပေါ့နော်ရှောက်တဲ့ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်သူတို့ရဲ့ activity တွေပြတာပေါ့နော်science museum ဆိုလို့ရှိရင်လည်းဒီ community ကို health education ပေးဖို့အတွက်ဆိုပြီးတော့လုပ်တဲ့ event တွေပေါ့အဲ့ဒါတွေကတော့ခဏရှိတယ်နောက်ဒီအပြင်က artist တွေရဲ့ exhibition တွေလည်းပြတတ်တယ်ပေါ့နော်နောက်တစ်ခါဖျားတွေပေါ့ဖျားကဒီ KKU တခြားလုံးဝယ်ဖျားပေါ့နော်ဖျားကတော့နာမည်ကြီးရယ်ဒီဆူတောင်းအရန်ပြည့်ရယ်ဆိုပြီးတော့နာမည်ကြီးရယ်ဖျားရှိတယ်ပေါ့နော်ပြီးတော့ faculty တစ်ခုချင်းစီမှာလည်းဖျားကျောင်းဆောင်တွေရှိတယ်ပေါ့နော်ပြီးတော့ဒီမွတ်စလင်တွေအတွက်ဆိုလည်းမွတ်စလင်ပြည်အောင်ထားပေးတာမျိုးရှိတယ်ပေါ့နော်ဒါကတော့ဒီကျောင်းထဲမှာပဲရှိတဲ့ပန်းချံလို့ပြောရမှာဒီ exercise လုပ်လို့ရတဲ့နေရာပေါ့အဲ့မှာက night market လိုမျိုး night market အသေးလေးလည်းရှိတယ်ပေါ့နော်အဲ့နေရာတော်တော်ကြီးကိုဘယ်လိုပြောတော်တော်လှပြီးတော့တဘာဝတရားဟိုကောင်းကောင်းဒီကိုထိတွေ့လို့ရတဲ့နေရာပေါ့နော်ဂျော်ကင်လုပ်မလားဒါမှမဟုတ်ဒီစပိန်စီးမလားပြေးမလား exercise လုပ်ဖို့အသင့်တော်ဆုံးအဲ့မှာကျောင်းသားတွေတော့ပြည့်နေတယ်ပေါ့နော်ပြီးတော့ night market အပေါ်ဆုံးကတော့ night market တွေကျောင်းထဲမှာနေ night market က3ခုလောက်ရှိတယ်တောက်ကြစနေတနင်္ဂနွေလည်းဖွင့်တဲ့ night market ရှိတယ်ပြီးတော့နေတိုင်းဖွင့်တဲ့ night market တွေလည်းရှိတယ်ပြီးတော့ကျောင်းသားမှာပေါ့ကျောင်းအပြင်လေးမှာအဲ့မှာလည်း night market တွေရှိတယ်စားဖို့တောက်ဖို့ကတော့မပူအောင်ပေါ့နော်ပြီးတော့ပွဲတော်တွေအနေနဲ့ကတော့နာမည်အကြီးဆုံးကတော့လိုက်ကထုံကဒီထိုင်းတနိုင်ငံလုံးကျင်းပတာပေါ့ဒါပေမဲ့ခွန်ကန်မြို့အနေနဲ့ဆိုလို့ရှိရင်တော့ KKU ကလောက်တာအဲ့လိုမျိုးKKU ကဒီခွန်ကန်မှာဆိုလို့ရှိရင်တော့တော်တော်ကြီးကိုကြီးတဲ့အကြောင်းပေါ့နော်အဲ့လိုပြောရမှာပေါ့ဒီ faculty တစ်ခုချင်းစီကနေပြီးတော့ကိုစားပြုပြီးတော့ထွက်ကြတာပေါ့အဲ့ဒီပွဲဆိုလို့ရှိရင်နောက်တစ်ခုကကြတော့ဒီပန်းပွင့်တဲ့အချိန်တွေဆိုလို့ရှိရင် agriculture ဒီ faculty ပေါ့စိုက်ပျိုးရေးဘက်ကနေပြီးတော့ကျောင်းသားတွေရဲ့ activity ပေါ့ဒါကတော့ smart flower farm ဆိုတဲ့ဟာပေါ့ပန်းကင်းလိုမျိုးလုပ်ပြီးတော့ဓာတ်ပုံတွေပါတွားရိုက်လို့ရတယ်ပေါ့နော်ရှိတယ်နောက်တစ်ခါကျတော့ဒီ art ဘက်ကဒါ art student တွေလုပ်တဲ့ဟာပေါ့ art lane ဆိုတာမျိုးရှိတယ်သူကဒီအာအစားအသောက်တွေလည်းရောင်းတယ်လို့ကျောင်းသားတွေရဲ့လက်ရာပေါ့နော်အမှုပညာလက်ရာတွေပကြီးလို့ကလေးနဲ့လုပ်တာတွေနောက် handmade လေးတွေပုံမှုဆွဲတာတွေအဲ့အမျိုးလေးလည်းရှိတယ်ရှင်ဒါကတော့ဟိုပွဲတွေကတော့အများကြီးပဲပြောမယ်ဆိုတော့ faculty တိုင်းကအချိန်တိုင်းလိုလုပ်နေကြတာပေါ့နော်ကျောင်းရဲ့အနေအထားကဘယ်လိုလဲဆိုတော့ကတကယ်လို့လူအရန်ရှုပ်တာမကြိုက်ဘူးအရန် competitive ဖြစ်တဲ့ပတ်ဝန်းကျင်မျိုးမကြိုက်ဘူးပေါ့နော်ဒီဒေတူညင်ဆန်ပြီးတော့စူညံနေရမျိုးတွေရှုပ်ဖြစ်ချက်တွေမကြိုက်ဘူးဆိုလို့ရှိရင်တော့ခွန်ကန် University ကတော်တော်နေလို့လဲကောင်းတယ်ဘယ်လိုလဲအေးချမ်းနဲ့သူကသူအရန်လဲမဖွံ့ဖြိုးတာမျိုးမဟုတ်ဘူးပေါ့သူကသူဖွံ့ဖြိုးတဲ့လောက်ဖွံ့ဖြိုး potential လည်းရှိတယ်ပေါ့နော်ဆရာတွေကအကုန်တော်တော်များများကသူကဒီ France တို့ Australia တို့ UK တို့ကနေပြန်လာကြ PhD ယူတာ Master ယူတာအဲ့လိုမျိုးနဲ့ပြန်လာကြပြီးသင်ကြတာဆိုတော့လေ academic ဘိုင်းကတော့ကောင်းနေပေါ့နော် academic ဘိုင်းကဒီ potential ရှိရတိုးတက်ပေးတာပေါ့နော်ပတ်ဝန်းကျင်အနေနဲ့ကလည်းအေးချမ်းစိမ့်ဆူနဲ့ဒီလိုကောင်းတဲ့တက္ကသိုလ်တစ်ခုပေါ့နော်အဲ့တော့တကယ်လို့ရှောက်ချင်တယ်ဆိုလို့ရှိရင်ရှောက်တင်ပါတယ်ဟို application တွေကလည်း scholarship နှစ်ခုလုံးဖွင့်ထားတယ်ပေါ့နော်ဒီ scholarship နဲ့ပတ်သက်ပြီးတော့ sharing လုပ်တာတော့ရောက်ပါပဲတကယ်လို့ပြောဖို့မေ့သွားတဲ့အချက်တွေပိုင်းလည်းရှိမလားတော့မသိဘူးအဲ့တော့မေးခွန်းရှိမှဆိုလို့ရှိရင်မေးလို့ရတယ်ပေါ့နော်ဒီမှာလေး mute လုပ်ထားတယ်အမ stop sharing လေးလုပ်လို့ရပါပြီရှင်
ချက်ထဲမှာတော့မေးခွန်းလေးတွေမိထားရှိပါတယ်အမဖတ်ပြပေးပါမယ်။ကျောင်းရဲ့အားနည်းချက်ကဘာဖြစ်မလဲတဲ့ဖြေပေးပါဦးရှင်မ။ ကျောင်းရဲ့အားနည်းချက်လို့ပြောမယ်ဆိုကျောင်းရဲ့အားနည်းချက်ကလူမတည်သေးရပဲဘာဖြစ်လဲဆိုတော့မျိုးအနေနဲ့ကိုယ်တွေကခုံကန်ဆိုလို့ရှိရင်ခုံကန်ဘယ်နားကလဲဘာမျိုးကြီးလဲပေါ့နော်ကိုယ်တိုင်ကလည်းအဲ့လိုမျိုးကြီးဖြစ်ခဲ့ရဆိုလေအဲ့တစ်ချက်ကတော့ရှိတယ်ပေါ့နော်อืဟုတ်အားနည်းချက်လို့ပြောရမယ်ဆိုရင်အမကပြောသလိုပဲ academic အပိုင်းကအာကောင်းတယ်အမအခုထိအတွေ့အကြုံရဆိုလို့ရှိရင်တော့လေဆရာတွေက qualify ဖြစ်တယ်အဲနောက်တစ်ချက်အားနည်းချက်လို့ပြောလို့ရတဲ့တစ်ချက်က step တွေဘက်ပါပေါ့ဝန်ထမ်းပိုင်းကိုဒီ IAD ကအဆင်ပြေတယ်အဲ International Affairs Division ဆိုရဲဟာပေါ့ဒီ International Student တွေနဲ့ဓာတ်ရိုက်ဆက်သွယ်နေတဲ့နေရာအဆင်ပြေတယ်ကွာဒါပေမဲ့ဒီ faculty တို့ဒီ department တို့လိုမျိုးကြီးအောက်ပိုင်းပေါ့နော်ဝန်ထမ်းတွေရာထူးအနိမ့်ပိုင်းတွေကကြာတချို့တွေကအင်္ဂလိပ်စကားမကျွမ်းကျင်အင်္ဂလိပ်စကားမပြောတတ်ကြဘူးပြောတတ်ကြတော့အဲ့ကြလို့ရှိရင်တော့ Google Translate နဲ့ပြောလို့ရှိရင်ဆရာဒီ advisor အနေနဲ့တစ်ဆင့်ဆက်သွယ်ဒါမှမဟုတ်လို့ရှိရင်ထိုင်းတကယ်ချင်းတယောက်ခေါ်သွားပေါ့နော်အဲ့လိုမျိုးတွေတော့လုပ်ကြတယ်အဲ့လိုမျိုးရှိရပေါ့နော် PhD student အနေနဲ့ stipend 1000ကလောက်လားတဲ့ research နောက် publication လာဆိုတော့ budget support ပေးလားအဲ PhD ဆန်းအနေနဲ့ဒီတစ်တောင်းကလောက်လာဆိုလောက်အောင်သုံးရင်တော့လောက်တယ်တစ်တောင်းကလောက်တယ်လောက်အောင်သုံးရင်လောက်တယ်ဘလိုမျိုးကြီးမဖြစ်မနေအိမ်ကနေပြီးတော့ဗောနော်လူလာတိုင်းလူကြီးပြန်တောင်းရတယ်ဆိုတာမျိုးကတော့မရှိဘူးဒါပေမဲ့တခုချီကကိုကဘယ်လိုသုံးပါလဲပေါ့အဲ့ပေါ်မှာတော့မူတည်တယ်နေစေစားစိတ်ကဒီမှာတက်တာရယ်အခန်းကားတွေဆိုလို့ရှိရင်အမဆိုအခုကအပြင်အဆောင်မှာနေတာကျောင်းဆောင်မှာမဟုတ်ဘူးပေါ့နော်အပြင်အဆောင်ကျောင်းသားအဆောင်မှာနေရအောင်သူကဒီ fan room ပေါ့ပန်ကာကန်နေဆိုလို့ရှိရင်2600 2800အဲ့လောက်ကနေစားဒီဆိုလိုက်အဲ့လိုမျိုးပေါ့နော်အိတ်ကွန်ကန်နေဆိုလို့ရှိရင်တော့3100 3500ရေပိုးမီးပိုးအပါဝင်ဆိုလို့ရှိရင်4000ပါဝင်ချက်ပေါ့အဲ့လောက်ဆိုကောင်းနေလို့ရပါတယ်စားစည်းတွေပါလေအဲ့လိုတက်တာပါတယ်တက်တာတော့ကိုကိုသုံးတက်လို့ရှိရင်တော့လောက်တယ်ပေါ့တကယ်လို့ကိုကအပြင်မှာပဲစားမယ်တစ်ပတ်တကမူကထားသွားစားမယ်ကဖေးလိုက်ထိုင်မယ်ဆိုတော့လည်းမလောက်ဘူးပေါ့နော်အဲ့လိုတော့ရှိအောင်နောက်တစ်ခုကပါလေ research fees ဟုတ် research publication တွေလုပ်မယ်ဆိုရင်ရော budget support ပေးလားတဲ့အဲ့ဒါကပေးရဆိုတာလေပြီးရတော့အမကတော့အဲ့တချောင်းလုံးစာကြီးတော့မသိဘူးပေါ့နော်advisor ပေါ်မူတည်မယ် faculty ပေါ်မူတည်မယ် major ပေါ်မူတည်မယ်ဒါပေမဲ့အာပေးတယ်တော်တော်များများတော့ publication လုပ်ဖို့ကိုကျောင်းသားပတ်စံဆိုင်ရတယ်ဆိုတာမျိုးတော့အခုထိတစ်ခါမှမချဘူးတည်နောက်တစ်ခုလေးပေါ့နော်ကျောင်းသားတွေကမေးပြီးသွားပြီဆိုတော့ညီမသိချင်တာလေးမေးပြရစီအမ master တက်တော့ပေါ့ master အနေနဲ့အကြောင်းသူဖြစ်ခဲ့တော့ဆိုရင်full time တက်ရတာလားဒါမှမဟုတ် part time ပဲတက်ရတာလားရှင်ကျောင်းကကျောင်းကအမက plan A2 ဆိုတော့ပထမတစ်နှစ်မှာ lecture တွေတက်ကြတယ် course work မဖြစ်မနေယူရတယ်ပေါ့နော်အဲ့တော့ယူရတဲ့ module ပေါ်မူတည်ပြီးတော့ semester ပေါ်မူတည်ပြီးတော့ကွာသွားတယ် full time နဲ့စတာတော့များတယ်အဲ့လိုမနေ့မိုးလင်းကနေပြီးတော့မိုးချုပ်ပေါ့မိုးလင်းကနေမိုးချုပ်တနင်္လာကနေပြီးတော့တောက်ကြနေတဲ့အထိတက်တာများတယ်ပေါ့နော်ပြီးတော့ second semester ရောက်တော့တကယ်လို့ module နည်းသွားပြီဆိုလို့ရှိရင်တော့အားရရတည်ရှိတယ်အဲ့ဒါတော့သူ့ရဲ့ program ပေါ်မူတည်အောင်ကို enroll လုပ်လိုက်တဲ့ course ပေါ်မူတည်ပြီးတော့ကွာလာတာပေါ့နော်တော်တော်များများ master program တွေက full time တက်ရတာပေါ့ဟုတ်တယ် course work ယူပြီဆိုရင်တော့ full time များတယ်ဟုတ်ကဲ့ပါအမကဒါဆိုရင်ဟိုပါပေါ့ course work ပဲ research မပါတာလား research လည်းပါတယ်coursework ကကြတော့ first year မှာပြီးသွားပြီလို့ရှိရင် second year မှာ thesis စာဟုတ်ကဲ့ပါနောက် bachelor degree အနေနဲ့ပေါ့နော် bachelor degree ကိုတက်ချင်တဲ့ကျောင်းသားတွေအနေနဲ့ဆိုရင်အမလည်းပြောထားပြီးသားပါပဲဒါပေမဲ့ဟို point out ပြန်လုပ်ပေးခြင်းတဲ့သဘောပါbachelor degree တက်ဖို့ရှောက်ထားမယ့်ကျောင်းသားတွေအနေနဲ့ဆိုလို့ရှိရင်အင်္ဂလိပ်စာရေးရှင်တက်မှတ်ချက်လိုလားသိချင်ပါတယ်အင်္ဂလိပ်စာကလိုတယ်ဘယ်လိုဆို international student ဖြစ်နေတဲ့အတွက်ပေါ့နော်အင်္ဂလိပ် test ကတော့တင်ပေးရမယ်အဲ့ဒါကလည်းအမကကြတော့ဒီ bachelor အတွက်ကကြတော့ engineering fine ပေါ့နော်engineering faculty ကနေပြီးတော့လိုအပ်တဲ့ပြောထားတဲ့အဲ့ bachelor application အတွက်လိုအပ်တဲ့အချက်တွေပြောထားတဲ့ဟာတော့ဖတ်ဘူးလေပေါ့နော်အဲ့ fine ထဲမှာကြတော့တိုးဝစ်လက်ခံတယ်IS တိုးပဲကတော့ရတယ်ပေါ့တိုးဝစ်လက်ခံတယ်နောက်ကKKUA ရဲ့ဒီလက်ခံတယ်ပေါ့နော်ဘယ် faculty ကကိုချောင်းမဲ့ faculty က
ဘယ် test တွေလက်ခံလဲ score ကိုဘယ်လောက်ထိအနှိမ့်ဆုံးတောင်းထားလဲအဲ့ပုံမှန်တူတယ် master degree အတွက်ကောထိုးရလက်ခံလားရှင် ပါတယ်ညီမလေးလက်ခံတယ် ဟုတ်ကဲ့ပါခုနကတော့အမရဲ့ slide ထဲမှာညီမထိုးမတွေ့လိုက်လို့လေ TOEFL တို့ အဲ့ဒါကIELTS တို့ပဲတွေ့လိုက်တယ် TOEFL တို့ IELTS တို့အဲ့ဒါတွေတော့တွေ့ရပါတော့တိုးဝစ်အတွက်ကကြတော့ကိုကscholarship ပေါ့နော်ဒီအာဆီယံ GMS scholarship ကိုရှောက်မယ်ဆိုရင်တော့ scholarship ရဲ့လက်ခံတဲ့ဟာကိုပဲရှောက်ပါမှာဒီလိုကိုကအာဆီယံ GMS scholarship ကိုမရှောက်ဘူးမရှောက်ဘဲနဲ့ advisor နဲ့သွားမယ်ပေါ့နော်ဒါကတော့ဟို public အဲ့လိုမျိုးကြီးဖွင့်ချထားတဲ့ scholarship လို့တော့မဟုတ်ပါဘူးကိုယ့်ဘာကိုအဆက်အသွယ်ရှိရပေါ့ဥပမာကိုမြန်မာနိုင်ငံမှာလုံးဝတင်ခဲ့ဆရာမကဒီခွန်ကန် University မှာတက်သွားဘူးလေအဲ့လိုမျိုးပေါ့အဲ့လိုအတွင်းဒီရှိရဆိုလို့ရှိရင်တော့မေးပြီးတော့သူတို့ကိုပဲမေးကြည့်ပြီးတော့လေသူတို့ဘယ် test တွေလက်ခံလဲအဲ့လိုမျိုးပေါ့မေးပြီးတော့ဖြေပေါ့တိုးဝေကတော့လက်ခံတဲ့ faculty ရှိတယ် so international students တွေအနေနဲ့ဆိုလို့ရှိရင်ရောဒီပေါ့နော် classroom တစ်ခုမှဆိုရင်ဘယ်နိုင်ငံကကျောင်းသားတွေများကြလဲရှင်အများဆုံးကတော့ဒီမှာအင်ဒိုနီးရှားနဲ့မြန်မာပေါ့နော်ပြီးရင်နောက်လိုက်တာအကြောင်းဗီယက်နမ်ပါမယ်လာအိုကလာကြတယ်နောက်ကမ္ဘောဒီးယားတွေ့တယ်ပြီးတော့တချို့ exchange student တွေလို့ဆိုရင်တော့တခြားနိုင်ငံတွေပေါ့ဒီကိုရီးယားဂျပန်တရုတ်အဲ့ရနေပြောတယ်လာကြတယ်အဓိကတော့မြန်မာရှားကျောင်းရှားပါးသားတွေပါကတော့နီပေါတို့ဘူတန်တို့ကလည်းတွေ့တယ်မြန်မာကျောင်းသားတွေကဒီ scholarship နဲ့ပတ်သက်ပြီးတော့တိတ်မသိကြဘူးပေါ့နော်အထူးသဖြင့်တော့ဒီ bachelor degree ကျောင်းသားတွေကတော့ပို့ပြီးတော့စိတ်ဝင်စားကြမယ်ထင်ပါတယ်သူတို့အနေနဲ့ကဒီ living expense လည်းရမယ်အပြင်ကိုကျောင်းလကလည်း free ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ဒါဘယ်လိုပြောရမလဲ fully funded ပဲပြောလို့ရပါတယ်ဒီအခွင့်အရေးရပေါ့ရတယ်ဒါပေမဲ့တခုရှိတာက bachelor student တွေအတွက်ဆိုအမကပြောရဲအဲ့ ASEAN CMS ဆို active recruitment လို့ဆိုတာတကယ်တော့ post graduate ကိုသူက focus ထားတာပေါ့ခုနလိုမျိုး active recruitment က bachelor ကို support လုပ်ပေးပါတယ်ဆိုပေမဲ့ living allowance ကြတော့9000အပြည့်ရကြမှာရအမတီးလောက်က bachelor ကိုပေးတယ်ဆိုတာက living allowance က9000ပဲ9000ဆိုတာတော့အဆင်မပြေနည်းနည်းတော့တောင်းရမယ်ပေါ့အိမ်ကနေနည်းနည်းတော့ထောက်ရမယ်အဲ့ tuition fees ကတော့ free အဲ့လိုရှိတယ်ဟုတ်ကဲ့ပါအာဒီရှောက်တာနဲ့ပတ်သက်ပြီးတော့လေအာ purpose of statement လို့ပါတော့ရေးရသေးလားရေးရမှာညီမလေး အဲ့ study ဒါဒီ ဟုတ် purpose of statement က motivation letter ပေါ့ဟုတ်အဲ့ဒါတွေကကျောင်းကwebsite ထဲမှာဝင်ကြည့်လို့ရလားဒါမှမဟုတ်သူတို့ကဘာပဲအချက်တွေထည့်ရမလဲအဲ့ဒါလေးတွေရောဘယ်လိုမျိုးကိုယ့်ဘာသာကိုယ်စဉ်းစားပြီးရေးရမှာလားကျောင်းကတခါတည်းခိုင်ချပေးထားမှရှိလားရှင်ကိုကapplication form ကို download လိုက်တဲ့အချိန်မှာပေါ့တချို့ဟာတွေကျတော့ application form တွေမှာပါပြီးသားရေးရမယ့်အကွက်ကလေးကသူနေရာလေးပေးထားတယ်ပြီးရင်စက်လုံးကြီးဘယ်လောက်ထက်မပိုပါဘူးပြီးတော့ဒီချက်လေးတွေတော့ထည့်ရေးပေးပါဆိုတဲ့ဟာမျိုးဟိုလိုမျိုးအကြီးကျယ်ဒီချက်တွေပါရမယ်ဆိုပြီးတော့ bullet point နဲ့ပေးထားတော့မဟုတ်ဘူးသူကဒီ idea လေးပေါ့motivation letter ဆို motivation letter ပေါ့motivation letter လေးရေးပေးပါဒါလေးတွေကို cover လုပ်ပေးပါဆိုပြီးတော့ပဲsentence လေးတစ်ကြောင်းလောက်ပဲ guideline ပုံစံမျိုးပြောထားပေးရကိုကနေကိုစီပြီးတော့ကိုစိတ်ချရေးပေးရမှာအဲ့လိုစကားလုံးအဲ့လို word limitation တွေပါရရှိလားရှင်ရှိရရှိသူပြောထားတယ်အမမေ့နေလို့အဲ့ word count ဟုတ်ကဲ့ပါတခြားမေးချင်တာရှင်မေးလို့ရပါတယ်ရှင်ကျောင်းမှာကျောင်းသားတွေအသက်အများဆုံးမိကြကဘယ်မိကြလဲမသိဘူးအများဆုံးကတော့ medicine နောက် associate medical science ပြီးတော့ engineering ရှိရနောက် agriculture တက်ကြတယ်ပြီးတော့ economic အော်ကျေးအဲ့ဇူးပါမိသားရတော့အဆောင်ရတယ်ဟုတ်ပြီးတော့ pharmaceutical science မှာလည်းမြန်မာရှိတယ်ကျေးဇူးပါဟုတ်လျှောက်ဖို့ကိုလျှောက်ချင်တဲ့ program ကဒီ scholarship မှာပါလားမပါလားပေါ့နော် international program ဟုတ်လားမဟုတ်လားကြည့်ပြီးတော့တကယ်လို့อืมလျှောက်ချင်တယ်ဆိုလို့ရှိရင်တော့လျှောက်လိုက်လို့ရတယ်ဘာမှတော့မဖြစ်ဘူးသူတို့လက်ခံတယ်ဆိုလို့ရှိရင်အဆင်ပြေ
နောက်ထပ်မေးခွန်းလေးပါthesis လုပ်မယ်ဆိုလို့ရှိရင်ဒီ supervisor တွေကရောဘယ်နိုင်ငံက supervisor တွေလဲပေါ့နော်ပြီးတော့သူတို့ရဲ့personality ပဲဖြစ်ဖြစ်ပေါ့နော် characteristics လေးတွေပဲဖြစ်ဖြစ်အမအနေနဲ့ရောဒီ thesis လုပ်တဲ့နေရာမှာအဆင်ပြေခဲ့တာဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါအောင်ရှင်မကတော့ advisor ရကန်တော်တော်ကောင်းတယ်လို့ပဲပြောတော်တော်ကြီးကိုအဆင်ပြေရပေါ့advisor တွေကသူတို့ရဲ့ဘယ်လိုပြောမလဲသူတို့ style နဲ့သူတို့အကြိုက်နဲ့သူတို့ပဲအဲ့တော့ဒီရောက်လို့ရှိရင်အဓိက advisor ပေါ် advisor ပြီးပါပဲပေါ့သူ့သဘောသူကြည့်လို့ရှိရင်ကိုကန်ကောင်းပဲသူကတကယ်လို့ဟိုနေ independent ပဲပေါ့နော်ငါ့ကိုအဲ့လောက်ထိအာမကိုနဲ့ဒီကနေကြည့်လို့ဆိုလို့ရှိရင်လည်းအဲ့ကြိုင်တော့ senior တွေနောက်ဒီတက်ဘူးခဲ့မြန်မာကျောင်းသားတွေနဲ့ပဲအဲ့လိုပဲနှစ်ပါးသွားတာတွေလည်းရှိတယ် research assistant တွေပါပဲနှစ်ပါးသွားတာတွေလည်းရှိတယ်ဒါပေမဲ့အမားကကြတော့ advisor ကဟိုအမေတယောက်လိုပဲသူကဟိုဒီ study နဲ့ပတ်သက်တာမဟုတ်ဘူးကျန်တဲ့ဟိုကိုယ်ကိုယ်တာကိစ္စငွေရေးကြေးရေးကျန်းမာရေးအကုန်လုံးသူကပူပင်ပင်နဲ့တော်တော်ကြီးကိုခဲလုပ်တဲ့ advisor ပေါ့နော်ကိုယ့်ရဲ့ဒီအမားဆိုလို့ရှိရင် scholar ဆို2 နှစ်ပဲရတယ်လေသူတို့က2 နှစ်ပဲပေးရဆိုတော့များသောအားဖြင့်ကတော့ master တွေက thesis ပေါ်မူတည်ပြီးတော့ပေါ့နော်2 နှစ်ကျော်တတ်တယ်2 နှစ်ခွဲ3 နှစ်4 နှစ်တချို့ဆိုလို့ရှိရင်အဲ့လောက်ထိရောက်တတ်တယ်အဲ့ကြလို့ရှိရင်2 နှစ်ကျော်သွားရင် scholar cover မဖြစ်ဘူးဆိုတော့ကိုယ့်အစံတွေကိုဆိုက်ရတော့မှာအဲ့တော့ဒီလုပ်တဲ့ thesis ကိုလည်း2 နှစ်နဲ့ပြီးမယ်ပေါ့2 နှစ်အတွင်းပြီးမယ် thesis မျိုးအဲ့လို project မျိုးလုပ်ခိုင်းတာ advisor အဲ့ဒါကြောင့်မလို့တကယ်လို့ advisor ပေးချေးနေရဆိုလို့ရှိရင်မပြီးတော့ဘူးအဲ့လိုမျိုးရောရှိတယ်မကတော့2 နှစ်နဲ့ပြီးသွားပြီပေါ့နော်ကန်ကောင်းပြီဒါဆို advisor ကြတော့ဘယ်လိုမျိုးယူရတာလဲရှင် advisor ကအမားကကြတော့မြန်မာနိုင်ငံမှာတွေကရောက်လာတာမြန်မာနိုင်ငံမှာဒီ application မတင်ခင်တည်းကရောက်လာတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမားကပြောသလိုပဲအမားမြန်မာနိုင်ငံမှာတည့်ရဆရာမကဒီ KKU ရဲ့ medicine ရဲ့အမား6 မဲ့ဌာနမှာသူကပေးစီပြီးသွားတာအဲ့တော့တခါတည်းဘယ် lab ကလိုရှိရဲဘာညာဆိုတော့သူကအကုန်ပြောပြပြီးတော့အမားစိတ်ဝင်စားမဲ့ဟာရယ်နောက်ဟိုဒီ KKU ဘက်ကအဆင်ပြေမဲ့ဟာရယ်တခါတည်းသူကဂျားရချိတ်ပေးလိုက်တော့အမားက application မတင်ခင်မှာတွေက advisor နဲ့အဆက်အသွယ်ရသွားပြီအဲ့လိုမျိုးတချို့ကြတော့ဒီရောက်မှရွေးကြတာဒီရောက်မှရွေးရတချို့ကြတော့ interview မှာရွေးရကိုလျှောက်တဲ့ research proposal ပေါ်မှာမူတည်တယ် interview ကြလို့ရှိရင်ဝင်မေးတဲ့ဆရာတွေရှိတယ်ကွာသူတို့ရဲ့ specialty ရှိနေပေါ့နော်သူတို့စိတ်ဝင်စားတဲ့ဟာတွေသူတို့အထူးပြုထားတဲ့ဟာတွေရှိနေပေါ့ကိုလျှောက်တဲ့ research proposal နဲ့ကိုက်တဲ့ဆရာခေါ်မှာ interview မှာသူစီလာမလားပေါ့နော်သူ advisor အဖြစ်ရွေးမလားအဲ့လိုမျိုးတခါရေးမေးရတယ်ရှိတယ်တချို့ကြတော့မရွေးသေးဘူး interview မှာမရွေးသေးဘူးဒီရောက်တော့မှကိုယ်တိုင်အချိန်လေးအကဲခတ်ပြီးတော့ရွေးမယ်ပေါ့အဲ့လိုလုပ်နေရတယ်ဟုတ်ကဲ့ပါ chat မှာမေးထားလေးရှိပါတယ် medical certificate တို့ criminal clearance တို့ကမဖြစ်မနေတင်ပေးရမှာလားဗျာတဲ့ for GMS ပါတဲ့ဟုတ်တယ်အဲ့ဟာလေ medical certificate တို့ criminal clearance ကအမှားလဲအဲ့လိုမျိုးအခက်ခဲရှိလောက်တယ်ကွာရှိလောက်တော့အမှားတေးကြအောင်တော့အဲ့ GMS ဒီ scholarship committee ကိုမေးလိုက်တယ်အခုဒီ webinar မစခင်ပါလေတင်ရမှာမဖြစ်မနေတင်ရမှာအဲ့လိုဆိုတော့ရေစကန်ထောက်ခံစာကလည်းတင်ရမှာသူကအဲ့လိုအဲ့နှစ်ခုကတော့တကယ်လို့တခုရှိတာပါလဲဆိုတော့အခု application တင်တဲ့အချိန်မှာထည့်မပေးနိုင်သေးရတယ်ရသေးတယ်ဘာဖြစ်လို့လဲဆိုတော့အရင်နှစ်တွေတုန်းကဒီ scholarship ကိုရသွားပြီပေါ့ဒီ scholarship awardee ဆိုပြီးတော့ list announcement ထွက်လာတဲ့အထဲမှာမှတ်ချက်အနေနဲ့criminal clearance တင်ဖို့လိုပါသေးတယ်ဒါမှမဟုတ်ရှင် medical checkup form ပေါ့နော်အဲ့ medical certificate တင်ဖို့လိုပါသေးတယ်ဆိုရင်မှတ်ချက်လေးအမှတွေ့ဘူးတယ်ပေါ့အဲ့တော့သူကတင်တော့ကတော့သဘောကဘာလဲဆိုတော့တင်တော့ကတော့အဲ့ဒါတွေမပါပဲတင်လိုက်တာဒါမဲ့ scholarship awardee ဖြစ်သွားတဲ့အချိန်မှာအဲ့နှစ်ခုထပ်တင်ပေးပါဆိုတာမျိုးတောင်းတာမျိုးရှိတယ်အဲ့နှစ်ခုကတော့တင်ပေးရမယ်ဘာမှထင်တာပါလေဟုတ်ကဲ့ပါနောက်ထပ်မေးချင်တာလေးများရှိပါသေးလားရှင်နောက်ထပ်တစ်ခုကတော့ thesis လုပ်လို့ရှိရင်ကုန်ကြမဲ့ဒီ cover ဖြစ်ဖို့လိုရယ်ဆိုတော့ expense ပေါ့နော်အဲ့ဒါအဓိကဘယ်လိုနေရာမျိုးတွေမှာတုံးဖို့အတွက်ဒီ thesis မှာလိုအပ်တာလဲပေါ့နော်မပြောသွားတဲ့အချိန်မှာတစ်နှစ်ကိုအနည်းဆုံးthesis အတွက် cover ဖြစ်တဲ့ budget ရှိရပေါ့မှာ18000တို့ဘာလို့အကြောင်းမှာပေးရလို့ပြောတယ်အဲ့ဒီဟာတွေကဘယ်နေရာတွေမှာအသုံးပြုရတာလဲပေါ့
အဲ့ရောစကုန်ပြီဆိုလို့ရှိရင်ဒီ thesis စလုပ်မယ်ဆိုလို့ရှိရင်တင်ရတဲ့ form ကြီးရှိတယ်ပေါ့နော်တခြား faculty ရောအမှတခြားမပြောရဘူးဒါပေမဲ့အမားတို့ medicine ဆိုလို့ရှိရင်တိရစ္ဆာန်တွေပေါ့ lab animal တွေနဲ့စမ်းမယ်ဆိုရင် animal ethics ဆိုတာတင်ရတယ်တကယ်လို့လူတွေရဲ့ sample ပေါ့ဥပမာသွေးတို့နောက်ဒီစီးတို့ပေါ့ကွာအဲ့လို tissue စာပဲအဲ့လိုမျိုးယူပြီးတော့ကိုယ့်ရဲ့ research ကလုပ်မယ်ဆိုလို့ရှိရင်human ethics ဆိုတာတင်ရတယ်ပေါ့နော်အဲ့ရစားပြီးတော့ ਨੇ submission fee လေးရှိတယ်နောက်တစ်ခါကို thesis defense ပြင်မယ်ဆိုလို့ရှိရင် defense fee ရှိမယ်ပြီးတော့ lab လုပ်ပြီဆိုလို့ရှိရင် reagent fee ရှိတယ်အဲ့ reagent fee တွေကဈေးကြီးရအဲ့လိုမျိုး reagent fee တို့တော့ဒီ machine အသုံးပြုတဲ့ဟာတွေတချို့ဘာလို့ကုန်တဲ့ဟာတွေပေါ့အဲ့လို research လုပ်နေတဲ့ကုန်တဲ့ဟာတွေရှိတယ်ပေါ့နော်ပြီးတော့အကုန်လုံးတော့မဟုတ်ဘူးပေါ့နော်ဒါတွေကကုန်တတ်တဲ့ဟာတွေပေါ့ဒီ manuscript ရေးတဲ့အချိန်မှာဒီအကူအညီတောင်းတဲ့လူတွေကိုပေးရတယ် fees တို့အဲ့လိုမျိုးတချို့လူတွေပေါ့နော်ပေးရတယ်ရှိရပေါ့နော်အဲ့လိုမျိုးတွေကုန်တာရှိမယ်ဒါပေမဲ့ကိုလုပ်တဲ့ project က advisor က funding ရပြီးသားအဲ့လိုမျိုးဆိုရင်ကြတယ်သူကအဲ့သူ project ပေါ့နော်သူ funding လျှောက်ပြီးသား project အဲ့တော့သူကဒီ project တွေ funding ရပြီးသားကိုယ်ကိုလုပ်ခိုင်းတာအဲ့လိုမျိုးဆိုရင်ငွေကြေးရစိုးရိမ်ကြမလို့အဲ့ project အတွက်လေသူကရထားပြီးသားဖြစ်တဲ့အတွက်သူပဲပြီးသွားတာပေါ့အဲ့လိုမျိုးရှိတယ်အဲ့ဒါကျတော့နှစ်တိုင်း cover ဖြစ်တာပေါ့နော်နှစ်တိုင်းပေးတာပေါ့ဒီ thesis အတွက် ကိုယ့်ရဲ့ thesis ပေါ့ကို thesis ဒီ project ပြီးတဲ့အထိမေးချင်တာလေးများရှိပါသေးလားရှင်ဟုတ်ကဲ့ပါမိမဲ့သူမရှိတော့ဆိုလို့ရှိရင်တော့ဒီည webinar လေးကိုဒီမှာပဲ ending လုပ်လိုက်ပါမယ်ရှင်guest speaker အနေနဲ့လာရောက်ပြီးတော့တည်ချာလေးဖြည့်ဆိုပေးရမှာကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ဒါပျော်ရွှင်စရာကောင်းသောညလေးဖြစ်ပါစေရှင်ကျေးဇူးပါပါတယ်